အမေအဖေကိုဘလောက်ပဲချစ်နော်ကိုအရန်ချစ်တဲ့မိန်းမကိုတော့၎င်းအရန်ချစ်တဲ့သားသမီးကိုလည်းပိတ်ဆက်မရှိရင်ကိုကသူတို့နဲ့ဝေးရတယ်နော်ပိတ်ဆန်ကအရန်အရေးကြီးတဲ့အပိုင်းတွေဖြစ်လာပါပြီအရင်ခက်လို့မတူတော့ပါဘူးနော်ရွာတွေမှာတော့အခုအတိလဲမီးမရှိဘူးဆိုရင်လဲတောထဲကထင်းတွေကိုခုတ်ထမင်းချက်လို့ရမြို့ကြီးတွေမှာဆိုတော့မီးအတွက်လည်းပိတ်ဆံပေးရတယ်ရေအတွက်လည်းပိတ်ဆံပေးရတယ်ရေလည်းဝယ်ပြီးတောက်ရတယ်မီးလည်းပိတ်ဆံပေးပြီးမှသုံးရတယ်အိမ်လည်းပိတ်ဆံပေးပြီးမှပဲနေခွင့်ရှိတယ်မြို့ကြီးတွေဆိုတာကနော်ရွာသားတွေအတွက်သာတခါတည်းအလဲသွားဖို့ကောင်းတဲ့နေရာနော်လူတွေများလို့ပျော်ရွှင်စရာလို့ထင်ပေမဲ့အမြဲတမ်းမြို့ကြီးမှာနေတဲ့လူတွေကတော့နော်ပင်ပန်းရတယ်ပေါ့နှဆပင်ပန်းရတယ်ပေါ့နော်အဲ့ဒီမြို့ကြီးမှာနေတော့အဲ့ဒီမြို့မှာနေတဲ့အတိုင်းကိုကပိတ်ဆိုင်ရှာနိုင်ရမယ်ပေါ့နော်ကဲအခုဆိုကြည့်ပါလားအမေအဖေကိုထားပြီးမှနိုင်ငံခြားကိုရောက်လာနိုင်ငံခြားကိုရောက်လာတော့နိုင်ငံကြီးမှာရောက်လာတော့ကဲပိတ်ဆန်ကြောင့်ဥမာသားနဲ့မိန်းမကိုတစ်ဖက်ထားရတယ်ကိုကအလုတ်တစ်ဖက်သွားလုပ်ရတယ်နော်အလုပ်ကအဆင်ပြေတဲ့နေရတယ်လိုက်လုပ်ရတာပေါ့ကာလတစ်ခုနော်ဒီသားနဲ့ဒီမိန်းမနဲ့အမေအဖေတွေနဲ့မဝေးချင်ပေမဲ့လည်းဝေးနေရတယ်ဘဝကတခါတလေဘဝမှာဒီလိုလဲရှစ်တတ်ပါတယ်နော်အဲ့ဒီကြောင့်မလို့ပညာသင်မဲ့အချိန်မှာလည်းပညာကိုကောင်းသင်ယူပါနော်အလုပ်လုပ်မဲ့အချိန်မှာလည်းကြိုးစားပန်းစားပြီးမှလုပ်ထားပါနောက်သားသမီးတွေရှိလာပြီပိဿာနေမရှိဘူးဆိုရင်နော်မလွယ်ဘူးနော်